Day 89တိတ်ဆိတ်မှုဆိုတာ weakness တစ်ခုမဟုတ်ပါဘူးဒါကကိုယ်ကဆင်ခြေပေးတာတွေကိုရက်လိုက်တဲ့သဘောပါပဲကျွန်တော် attention ကိုမရှာချင်တော့ပါဘူး I create gravity ကျွန်တော် discipline ပို့ဖြစ်လာလေလူတွေတော်တော်များများကျွန်တော်ကိုနားလည်မှုလွဲလာလေပါပဲ and that's fine ဘာလို့လဲဆိုတော့ကိုက0ကနေပြန်စဖို့လုပ်နေတဲ့အချိန်မှာလူတွေကကိုယ့်ရဲ့စူညံတန်တွေကိုပဲတွေ့တယ်ကိုယ့်ရဲ့ focus ကိုလူတွေကမမြင်နိုင်ပါဘူးဆိုတော့ဒီရဲ့ chapter ကကျွန်တော်ဘယ်သူမှတက်တည်ပြဖို့မဟုတ်ဘူးဒါက untouchable ဖြစ်တဲ့အရာတစ်ခုကိုတီထောင်နိုင်ဖို့ပဲဖြစ်ပါတယ် I don't party for fun I move to observe I don't pose for clout I pose for legacy 89ရက်တိတိမှာကျွန်တော်ရဲ့စိတ်ကပို့ပြီးတော့ sharp ဖြစ်လာတယ်ကျွန်တော်ရဲ့ cycle ကပို့ပြီးတော့သေးလာတယ်ပြီးရင်ကျွန်တော်ရဲ့ purpose ကတော့ပို့ပြီးတော့ကျဲလောင်လာပါတယ် distraction တိုင်းကကျွန်တော်ကို test လုပ်ခဲ့တယ်တိတ်ဆိတ်မှုတိုင်းကလည်းကျွန်တော်ကိုပို့ပြီးတော့ strong ဖြစ်အောင်လုပ်လာပါတယ်ကျွန်တော်ကဒီမှာ game သေးသေးလေးတွေကစားဖို့မဟုတ်ဘူးကျွန်တော်ရဲ့အမှန်တရားနဲ့ dominate လုပ်ချင်လို့ပြီးကြရင်ခင်ဗျားတို့ကျွန်တော် video ကြည့်တဲ့စက္ကန့်တိုင်းကိုတန်ဖိုးတွေအဖြစ်ပြောင်းလဲပေးနိုင်ဖို့ပါဒီရဲ့ journey ကစက်တိုက်သွားနေဦးမှာပါကျေးဇူးတင်ပါတယ်